အောင်လာအန်ဆန်မှာချန်ပီယံကပတ်ပေါင်းက6ခုထိရှိပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့အောင်လာအန်ဆန်ရရှိပိုင်ဆိုင်ခဲ့မှုတဲ့ကပတ်တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် MMA မှာကဒီချန်ပီယံလူပွဲတွေမှာအနိုင်ရတဲ့ဖိုက်တာကိုချန်ပီယံဂုဏ်ပုတ်အပြင်ဒီချန်ပီယံကပတ်ကြီးကိုလည်းအပိုင်ပေးလိုက်ပါတယ်လက်ရှိချန်ပီယံအနေနဲ့ဒီချန်ပီယံကပတ်ကာကွယ်ပွဲထိုးရမယ်အဲ့ဒီကာကွယ်ပွဲမှာလည်းဒီပြိုင်ဘက်ဖိုက်တာကိုထပ်ပြီးတော့အနိုင်ရခဲ့မယ်ဆိုလို့ရှိရင်နောက်ထပ်ချန်ပီယံကပတ်တစ်ခုကိုလည်းထပ်မံပိုင်ဆိုင်ရမှာဖြစ်တယ်လို့ချန်ပီယံကာကွယ်တိုင်းနဲ့အရေးအတွက်ကိုလည်းတစ်ချိန်တိုးမြှင့်ပေးမှာဖြစ်ပါတယ်တကယ်လို့လက်ရှိချန်ပီယံအနေနဲ့လည်းဒီချန်ပီယံကာကွယ်ပွဲမှာရှုံးနေခဲ့မယ်ဆိုလို့ရှိရင်တော့ဒီပိုင်ဆိုင်ထားတဲ့ချန်ပီယံကပတ်တီကိုဆွန့်လွတ်ရမှာမဟုတ်ဘူးဒါပေမဲ့သူကချန်ပီယံဂုဏ်ပုတ်ကိုတော့ဆွန့်လွတ်လိုက်ပြီးတော့ချန်ပီယံဟောင်းဖိုက်တာအဖြစ်ပဲကျန်ရှိတော့မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ online အဆန်ရခဲ့တဲ့ကပတ်တွေကိုဘယ်နှခုရှိလဲဆိုတာဒီမှာစပြီးတော့ရေးတွက်ကြည့်အောင်ပါ online အဆန်က2019ခုနှစ်ဒီဇွန်လ30ရက်နေ့မှာထိုးခဲ့တဲ့ middleweight တန်းချန်ပီယံလူပွဲမှာအပြိုင်မဲ့ဖိုက်တာ Vitaly Vidic ကိုအနိုင်ရခဲ့ပြီးတော့မှဒီပထမဆုံးသူ့ရဲ့ middleweight တန်းချန်ပီယံကပတ်ကိုပိုင်ဆိုင်နိုင်ခဲ့တယ်လို့မြန်မာပြည်ဖွားဖိုက်တာတွေထဲမှာပထမဆုံး MMA ချန်ပီယံအဖြစ်လည်းပဲအမှတ်တမ်းဝင်သွားခဲ့ပါတယ်သူရဲ့ဒုတိယမြောက်ကပတ်ရခဲ့တဲ့ပွဲကကြတော့ဒီဘရာဇီးဖိုက်တာ Alexandra Machado နဲ့ light heavyweight တန်းရဲ့ချန်ပီယံလူပွဲဖြစ်ပါတယ်ဒီပွဲမှာပထမအချီမှာပဲ online အဆန်ကဒီ Hacking နဲ့အနိုင်ရခဲ့ပြီးတော့မှသူရဲ့ဒုတိယမြောက်ကပတ်ကိုပိုင်ဆိုင်နိုင်ခဲ့တယ်လို့2 division champion ဆိုတဲ့ weight တန်းတစ်ခုရဲ့ချန်ပီယံဂုဏ်ပုတ်ကိုလည်းဒုတိယမြောက်ရခဲ့တဲ့ World Championship ရဲ့ဖိုက်တာဖြစ်လာခဲ့ပါတယ်ဒါကြောင့်မလို့ online အဆန်မှာချန်ပီယံကပတ်2ခုထိပိုင်ဆိုင်နေပြီဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့သူကဒီ online အဆန်ကဒီဂျပန်ဖိုက်တာဟာဆေကာဝါကို middleweight တန်းချန်ပီယံကာကွယ်ပွဲအဖြစ်နဲ့ပထမဆုံးလက်ခံကစားရတယ်အဲ့ဒီပွဲမှာလည်း5ကြီးလုံးရေကုန်ကြီးတန်းကစားပြီးတော့အမှတ်အဆုံးဖြတ်မှာအနိုင်ရခဲ့တာကြောင့် online အဆန်ကဒီချန်ပီယံကပတ်3ခုအထိပိုင်ဆိုင်သွားပြီဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ဒီ level နိုင်ငံသားမိုဟာမက်ခရာကီနဲ့ middleweight တန်းမှာပဲချန်ပီယံကပတ်ကာကွယ်ပွဲထိုးရတယ်ဒီပွဲမှာလည်းသူကခရာကီကိုပထမအချီနဲ့အမှောက်သိပ်ပြီးတော့သူ့ရဲ့ middleweight တန်းကပတ်ကိုဒုတိယအကြိမ်မြောက်အောင်မြင်စွာကာကွယ်နိုင်ခဲ့တယ်လို့ချန်ပီယံကပတ်ကိုလည်း၄ခုအထိသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်နောက်တစ်ပွဲကဒီကန်ဟာစီကာဝါနဲ့မကြည်ပွဲဖြစ်ပြီးတော့ကန်ဟာစီကာဝါရဲ့အိမ်ကွင်းဖြစ်တဲ့ဂျပန်မှာထိုးရတဲ့ပွဲဖြစ်တယ်ဒီပွဲမှာလည်းဒုတိယအချီမှာပေါ့နော်လုံးဝ right hand နဲ့အမှောက်သိပ်ပြီးတော့မှသူ့ရဲ့ဒီတတိယအချီမြောက်middleweight တန်းကပတ်ကာကွယ်ပွဲကိုအောင်မြင်စွာကာကွယ်နိုင်ခဲ့တယ်လို့ချန်ပီယံကပတ်ကိုလည်း5ခုအထိသိမ်းပိုက်နိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်အဲဒီနောက်ကစားခဲ့တဲ့ပွဲကကြတော့ဒီ light heavyweight တန်းရဲ့ပထမအဦးဆုံးချန်ပီယံကပတ်ကာကွယ်ပွဲဖြစ်တဲ့အပြိုင်ဘက်ကဒီကန်နဝဲဖိုက်တာကြီး Brandon Vera ဖြစ်ပြီးတော့ Vera ကိုသူကဒုတိယအချီမှာပဲအလဲထိုးနိုင်တယ်လို့ဒီ light heavyweight ကပတ်ကိုလည်းအောင်မြင်စွာကာကွယ်နိုင်ခဲ့တယ်သူ့ရဲ့ချန်ပီယံကပတ်တွေကိုလည်းဒီ6ခုအထိသိမ်းပိုက်နိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်အဲဒီနောက်ကစားခဲ့တဲ့ပွဲတွေမှာတော့ပြိုင်ဘက်ဖြစ်တဲ့ Rania Director ကိုဇက်တိုက်ရှုံးပြီးတော့မှဒီ middleweight တန်းကပတ်ကိုရော light heavyweight တန်းကပတ်ကိုရောဇက်တိုက်လက်လွတ်ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းချန်ပီယံဂုဏ်ပုတ်ကိုလက်လွတ်ခဲ့ရတာဖြစ်ပြီးတော့ချန်ပီယံကပတ်တွေကိုတော့ပြန်ပေးစရာမလိုပါဘူးပြန်ပြီးရုပ်သိမ်းခိုင်းရမျိုးလည်းမရှိဘူးဒါကြောင့်မလို့လက်ရှိ online အဆိုင်ရဲ့အိမ်မှာဆိုလို့ရှိရင်တော့middleweight တန်းချန်ပီယံကပတ်4ခုနဲ့ light heavyweight တန်းရဲ့ချန်ပီယံကပတ်2ခုစုစုပေါင်းချန်ပီယံကပတ်6ခုတည်ရှိနေမှာဖြစ်ပါတယ်